project structure ပေါ့နော်ဆိုတော့အခုဒီ video မှာ Android Studio မှာ project တစ်ပုဒ်ရေးဖို့အတွက် new project နဲ့ဖွင့်လိုက်တာနဲ့သူက built in တခါရဲ default ပေါ့နော် file တွေ folder တွေတခါရဲသူက generate လုပ်ပေးပြီးသားပေါ့နော်ပေးထားပြီးသားအဲ့ဒီ file တွေ folder တွေအကြောင်းကိုလေ့လာကြည့်ရအောင်ပေါ့နော်ဘယ် file ကဘာလဲဆိုတော့ရုပ်ရည်ကြည့်လိုက်ရင်တော့ဆက်စချင်း beginner တွေအတွက်ဆိုရင်တော့ဒီဟာကအရင်လန့်စရာကောင်းတယ်ပေါ့နော်ဆိုတော့အဓိကတော့ကုတ်ရေးမယ့်နေရာကဒီ app ဆိုတဲ့ထဲမှာရေးမှာပေါ့နော် app ဆိုတဲ့ထဲမှာရေးမှာအဲ့တော့အရင်ဆုံးစပြီးတော့ project file ကိုလေ့လာကြည့်ရအောင်ဒီလိုမျိုးမပေါ်နေဘူးဆိုရင်ဒါကကိုကြည့်နေတဲ့ view က project view မဟုတ်ဘဲနဲ့ Android view ဖြစ်နေတတ်တယ်ပေါ့နော် Android view ဆိုရင်လည်းပဲပုံစံကတစ်မျိုးပေါ့နော်ဆိုပုံမှန် project ရေးရင်တော့ Android view နဲ့ပဲကြည့်ပြီးတော့ရေးလိုက်တာပေါ့နော်အခုကကြတော့သူ့ရဲ့ file တွေမှာဘာတွေပါလဲရှင်းပြမယ်ပေါ့နော်ဆိုတော့ဒီမှာဒီလုံးဝဒီ root ကြီးပေါ့နော်ဒါ my application ကိုနာမည်ပေးခဲ့တဲ့ဟာပေါ့နော်ဒီ my application ကကြတော့ဒါ root directory root folder ကြီးလို့ခေါ်ရပေါ့နော်root folder ကြီးတွေမှာပါရှိလဲဆိုလာပြီး gradle ကကြတော့ဒါ build system ပဲပေါ့နော်gradle က build toolkit ပဲဖြစ်တယ်သူ့မှာဒီ project အတွက်လိုအပ်တဲ့ project ရဲ့ file တွေ module တွေအတွက်လိုအပ်တဲ့ပေါ့နော်configuration တွေအကုန်လုံးတိကျပုံတွေအကုန်လုံးက gradle ထဲမှာတင်ထားတာ gradle ထဲမှာရေးထားတာပေါ့နော်နောက်တစ်ခါ .idea ဆိုတဲ့ folder .idea ဆိုတဲ့ folder ထဲမှာကြတော့သူကဘာတွေရှိလဲဆိုတော့ကြတော့သူက project ရဲ့ metadata တွေရှိရယ် project ရဲ့အဓိကဒီ project ကြီးရဲ့အချက်အလက်တွေရှိရယ်ဒီ project ထဲမှာဖော်ပြထားတဲ့အချက်အလက်တွေ data တွေကိုဘယ်လိုသုံးမလဲဆိုတာကိုဒီ application ကိုသူကပြောတဲ့နေရာပေါ့နော် idea နောက်တစ်ခါအဲ့ဒီသူ့ထဲမှာလည်းပဲ configuration file တွေပါတယ် configuration data တွေပါတယ်ဥပမာကြည့်လိုက်မယ်ဆို compiler.xml တို့ဒီမှာ compiler.xmlမှာ mix.xml ဒီလို file တွေပါတယ်ပေါ့နော် grader.xml ဒါတွေကbeginner level မှာဆိုရင်တော့ဒါတွေကမလို့ဘူးကုတ်ပဲရေးတာပေါ့နော်အဓိကဒါကသူနောက်ကွယ် handle လောက်သွားတဲ့ဟာတွေဆိုအရေးတော့သိကြမလို့အဓိက idea ထဲမှာဘာတွေရှိရဆိုတာလောက်သိရင်ရပြီပေါ့နော်အဓိက configuration file တွေ idea ထဲမှာရှိပါတယ်နောက်တစ်ခါဒါမှတကယ်ကုတ်ရေးမယ့်နေရာကိုယ့်ရဲ့တကယ်ကုတ်ရေးမယ့်နေရာက app ထဲမှာ source ထဲမှာ main တွေကမှJava Java တွေကမှဒီမှာ main activity ဒီမှာ main activity ရေးတာပေါ့နော်နောက်ဗီဒီယိုမှာ main activity အကြောင်းရှင်းပြပေးမယ်ပေါ့နော်ဆိုဒါကကို source code တွေရေးမယ်နေရ user interface တွေရေးမယ်နေရနောက်တစ်ခါကိုယ့်ရဲ့ application မှာဖော်ပြမယ် image တွေသိမ်းမယ်နေရကတော့ဒီ app ပေါ့နော်နောက်တစ်ခါ build ဆိုတဲ့ folder ရှိမယ် build ဆိုတဲ့ folder ကကြတော့လည်းပဲအလားတူပဲဒါbuild လုပ်တဲ့ file တွေထည့်ထားတာပေါ့နော် build လုပ်တဲ့ file တွေနောက်က gradle လာပြီgradle ကကြတော့ဘာလို့တာလဲဆိုတော့ gradle ကသူကနာမည်က Android build system Android ရဲ့ build system Android ရဲ့ဒီ build လုပ်တဲ့ system ယူ gradle လို့နာမည်ခေါ်တာပေါ့နော်သူကကြအဲ့ထဲမှာ2 တွေပါတယ်တခါတည်းကိုက project ရေးလိုက်တယ်ကို project ကိုတိစောက်သွားမယ် testing လုပ်သွားမယ်testing လုပ်ဆောင်ရ run သွားမယ်ပေါ့နော်တခါတည်း combine လုပ်သွားမယ်အဲ့ဒါတွေအကုန်လုံးကို gradle ကလုပ်ပေးရပါတော့เนาะအဲ့တော့ကိုက project တစ်ခုကို build လုပ်လိုက်တယ် combine လုပ်လိုက်ပြီဆိုတာနဲ့ဒီbuild နဲ့ပတ်သက်တဲ့ data တွေတခါတည်း generate လုပ်ပြီးတော့အဲ့ဒီ gradle build ထဲမှာတခါတည်းသိမ်းထားတာပေါ့နော်အဲ့ gradle ဒါမှမဟုတ် build folder တွေထဲမှာတခါတည်းတွားပြီးတော့သိမ်းထားအဲ့ဒီ gradle folder ထဲမှာလည်းပဲ set folder file တွေအများကြီးပါတယ်ပေါ့နော်နောက်တစ်ခါ .ignore ကိုကြည့်ရအောင် .ignore ဒီ .ignore ကကြာဘာလဲဆိုတော့ sensitive file တွေ folder တွေသိမ်းတာပေါ့နော်ဒီဟာကကိုက version control တွေကို push လုပ်လိုက်တဲ့အခါမှာ file တွေအကုန်လုံးရောက်သွားမှာအဲ့တော့တချို့ file တွေက version control တွေကိုမရောက်စေချင်ဘူးဥပမာ remote repository တွေကိုမရောက်စေချင်ဘူးonline ပေါ်ကိုတင်တဲ့အခါမျိုးပါပေါ့နော်ဆိုရင်ကိုကဒီမတင်ချင်တဲ့ file တွေရှိရဥပမာ API key တွေကိုယ့်ရဲ့ password တွေ database password တွေဒါမှမတင်ချင်ဘူးဆိုရင်မတင်ချင်တဲ့ file ကိုအဲ့ဒီ .git ignore ထဲမှာဘယ် file တွေမတင်ချင်ပါဘူးဆိုပြီးတော့လာရေးလိုက်ရင်သူက remote repository တွေကို github တို့ဘာတွေတွေကို post လုပ်တဲ့အခါမှာဒီ file မပါသွားဘူးပေါ့နော်ပြောချင်တာ .ignore ထဲမှာရေးထားတဲ့ file တွေအကုန်လုံး exclude လုပ်ပြီးတော့ဖယ်ပြီးတော့ကျန်တဲ့ဟာတွေကိုပဲ post လုပ်သွားမှာပေါ့နော်နောက်တစ်ခုဒီ build.gradle file က configuration file တွေဒီ project ကြီးတစ်ခုလုံးရဲ့ configuration file တွေကိုဒီမှာသိမ်းထားရတယ်gradle ပြီးတော့ကြတော့နောက်တစ်ခုက gradle.property ကလည်းပဲအဲ့ gradle ရဲ့ property တွေကိုသိမ်းထားတာ gradle w ကကြတော့ဒီ Android build system ကနေပြီးတော့သုံးနေတဲ့ file တစ်ခုဖြစ်တယ်ကိုသုံးနေရမှာမဟုတ်ဘူးเนาะသူကသုံးနေအဲ့ကိုကလာဒီ file ကိုလာမထိတာအကောင်းဆုံးပဲပေါ့เนาะအဲ့ဒါကကိုက project တစ်ခုစပြီးတော့ create လုပ်လိုက်တာနဲ့သူကပထမဆုံးစပြီး create လုပ်တဲ့အခါမှာတကတိဆောက်သွားတာပေါ့နော် build လုပ်သွားတဲ့ဟာဒီ file ကရေးသွားတဲ့ဟာပေါ့နော်သူဟာသူပြီးတော့ update လုပ်တဲ့အခါမှာ new feature plugin တွေထည့်ထည့်တဲ့အခါမှာဒီ file က create ပြန်လုပ်တယ်ပေါ့နော်ပြီးတော့ local.property ကကြတော့ကိုယ့်ရဲ့ set ကိုဒီ run နေတဲ့ set ရဲ့ property ထည့်ထားတာပေါ့ဥပမာဒီ set ထဲမှာ SCK ထည့်ထားရတယ်ကွာ software development kit ထည့်ထားရတယ်အဲ့ software development kit ကိုဘယ်မှာ download ဘယ်မှာသိမ်းထားရလဲဆိုတဲ့ path တွေပေါ့နော်အဲ့ path လမ်းကြောင်းတွေကိုအဲ့ထဲမှာရေးထားတာ
local ကိုယ့်ရဲ့ sensitive information တွေပဲပေါ့နော်ကိုဒီဆက်ရအခုသုံးနေတဲ့ laptop ကြီးရဲ့ property တွေအဲ့ထက်မှာတင်ထားတာပဲဖြစ်တယ် setting dot grade တွေကကြတော့ဒီ project တို့ကိုရင်းနေတဲ့ module တို့ရဲ့ setting တွေ module ရဲ့ setting တွေ version ဘယ်လောက်သုံးမယ် API level ဘယ်လောက်သုံးမယ်အဲ့ဒါတွေကို setting dot grade ထဲမှာလာပြီးပြင်ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒါ external library ပေါ့ဒါကတော့ third party library တွေပဲဖြစ်ပါတယ် third party library တွေကိုအဲ့ဒီထဲမှာ download လုပ်ပြီးတော့အဲ့ထဲမှာတင်တယ်ပေါ့နော်ဆိုတော့ဒါက project structure ကြီးပဲဖြစ်တယ်အဲ့တော့ပုံမှန် project ရေးမယ်ဆိုရင်တော့ဒီ Android view နဲ့ကြည့်ပြီးတော့ရေးလေးရှိရယ်ပြီးတော့ကြတော့ minifast ပိုင်းပြင်မယ်ဆို minifast ပိုင်းဒီမှာပြင်တယ်ပြီးတော့ application ကိုကိုယ့်ရဲ့ logic code တွေကဒီနေရာမှာရေးရဲ Kotlin ပဲဖြစ် Java ပဲဖြစ်ပေါ့နော်နောက်တစ်ခါ user interface ဥပမာကွာ XML နဲ့သုံးနေဆိုရင်တော့ XML file တွေကိုဒီ layout ထဲမှာလာပြီးထည့်တယ်ပေါ့နော် activity main main.xml အဲ့ဒါကကိုယ့်ရဲ့ပုံတွေကြ drawable ထဲမှာလာထည့်မယ်နော် menu file ဆို menu file ရှိရဲအဲ့နောက်တစ်ခါ value ဆို value file တွေရှိရဲနော်ဒီလိုမျိုးရေးရဲပြီးတော့ကျတော့ဘန်နာတွေပြင်လေးရှိတယ်ဆိုတော့ဒီဟာတွေပြင်ရတယ်ပေါ့နော်ပြင်လေးရှိရဒီနေ့ဒီ file ပြင်လေးရှိရဲဒီ file ပြင်လေးရှိရဲဒီ file ပြင်လေးရှိရဲပေါ့နော်ဆိုတော့ဒီ file ကကြတော့ဒီမှာ Android ကို minimal stk ဆိုတော့ minimal stk ဘယ်လောက်သုံးထားလဲ target stk ဘယ်လောက်သုံးထားလဲဒီညမှာလာပြီးတော့ပြင်ရတယ်ပေါ့နော်နောက်တစ်ခါဒါကdependency တွေအစောအရှိရပြီးတော့ပြောခဲ့သူပဲ library ထည့်ရတယ်လို့ပြောရလေသူများရေးပြီးသား library တွေကိုထဲမှာလာပြီးသုံးနေတယ်ဆိုရင်ဒီမှာ implementation ဆိုအဲ့ library နာမည်ကိုရေးလိုက်အောင်မယ်နော်အဲ့ library ရဲ့ version တွေကိုဘယ်မှာတင်ထားရလဲဆိုတော့ဒီနေရာမှာတင်ထားတာဒီမှာကြည့်လိုက်မယ်ဆိုအဲ့ library ရဲ့ version တွေဒီမှာနော်အဲ့တော့နောက်ဆုံးတစ်ခုကကြတော့ဒါ project setting ကလည်းပဲဒီမှာဆိုရင် Maven Central တို့တခြားသော build tool တွေထပ်ပြီးတော့ထည့်ချင်တာ binding တို့ property ပေါ့နော် binding ကို binding လုပ်ချင်တယ်ဆို binding true ဆိုပြီးတော့ဒီမှာလာရေးရမျိုးပေါ့နော်အဲ့တော့ဒီဟာကတော့ project ရေးတဲ့အခါမှာသုံးရတဲ့ Ferrari finding နဲ့ project structure အကြောင်းပဲဖြစ်ပါတယ်